အခုကျွန်တော်ရိုက်နေတဲ့ဗီဒီယိုတွေကဘာကိုရည်ညွှန်းပြီးကျွန်တော်ပြောချင်တာလဲဆိုတော့ပရာဟိတလုပ်နေတဲ့သူတွေကိုဝေဖန်နေတဲ့သူတွေပေါ့နော်သိစေရန်ရည်ရွယ်ပါတယ်ခင်ဗျကျွန်တော်တို့ပရာဟိတအသေးတွေအများကြီးရှိရပေါ့နော်အများကြီးပဲနော်မြန်မာနိုင်ငံမှာရောတိုင်းဒေသမှာရောက်နေတဲ့နိုင်ငံခြားမှာရောပေါ့နော်ပရာဟိတအသေးတွေအများကြီးပဲရှိရပေါ့နော်ကျွန်တော်မြန်မာပြည်ထဲမှာဆိုပုံများတယ်ပေါ့နော်အဲ့တော့ပရိုက်တာအသင်းတွေကိုလိုက်ပြီးတော့ပုတ်ခတ်တယ်ပရိုက်တာအသင်းတွေကိုလိုက်ပြီးတော့ဝေဖန်တယ်လိုက်ပြီးတော့စော်ကားတယ်ပေါ့နော်အဲ့ဒီကိစ္စတွေနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်နည်းနည်းလေးဝင်ပြီးတော့ပြောချင်တာပေါ့နော်တချို့ဘာတွေပြောတာလဲဆိုရင်ပရိုက်တာလုံးမထမင်းစားရတာပရိုက်တာလုံးမအိမ်တွေဝင်နေတာခြံတွေဝင်နေတယ်ကားတွေဝင်နေတာဆိုပြီးတော့တွေ့ရတယ်ပေါ့နော်ဝေဖန်လာကြတာပေါ့နော်အဲ့တော့ကျွန်တော်ပြောချင်တာအမှန်ကန်လို့တဲ့ဒီပရိုက်တာအသင်းတွေအများကြီးရှိပေါ့နော်အဲ့တော့အဲ့ဒီလူတွေအဖို့ရတော့ဒါဒီစကားတွေနဲ့တော်တော်လေးနင်းတာပေါ့နော်ခုနကကျွန်တော်ပြောခဲ့တယ်လို့မျိုးပဲပရိုက်တာအသင်းတွေအများကြီးပဲရှိတယ်ပေါ့နော်အဲ့တော့အဲ့ဒီအသင်းတွေထဲမှာကောင်းတဲ့ပရိုက်တာရှိတယ်မကောင်းတဲ့ပရိုက်တာဒီနေ့လည်းရှိခြင်းလည်းရှိမှာပေါ့နော်ကျွန်တော်လည်းမမြင်ရဘူးဘယ်လိုမှလည်းမမြင်ရဘူးပေါ့နော်အဲ့တော့သူမကောင်းရင်သူလမ်းသူသွားလိုက်မယ်သူလောက်တဲ့အဒံကိုပေါ့သူခံလိုက်မယ်ပေါ့နော်အဲ့တော့အဓိကတော့ကျွန်တော်မြန်မာနိုင်ငံမှာရေဘေးဖြစ်တယ်မီးဘေးဖြစ်တယ်ငလျင်ဘေးတွေဖြစ်တယ်နော်အေးဘလူတွေရင်သုံးရှိရပြီးတော့မရက်တည်ပြီးတော့အရင်ဆုံးရောက်သွားတဲ့အနေအောင်ဘလူတွေအရင်ဆုံးတော့ကိုညီကြတယ်ဘလူတွေအရင်ဆုံးဖြစ်တဲ့နေရာကိုဘလူတွေအရင်ဆုံးရောက်သွားကြတယ်ဒီလူတွေပဲဒီပရိုက်တာတင်တွေပဲရောက်သွားကြတယ်ရှေ့ဆုံးကနေတော့ငလျင်ဆိုလဲငလျင်မီးဆိုလဲမီးရေဆိုလဲရေအဲ့ဒါမြန်မာနိုင်ငံမှာအမျိုးမျိုးဖြစ်နေတာအရှေ့ဆုံးကသူတို့ပဲရောက်သွားကြတယ်အဲ့တော့သူတို့မကောင်းတာလုပ်ရင်သူတို့မကောင်းတဲ့လောက်သူတို့သွားလိုက်မယ်ဟုတ်တော့လိုက်ပြီးတော့ကိုကဒီလိုက်ပြီးတော့ဝေဖန်စရာမလိုဘူးကိုမကြည့်ချင်ကြော်သွားလိုက်ကိုဒီသူတို့လိုမျိုးမလုပ်နိုင်ရင်ဝေဖန်တဲ့ဟုတ်တော့သူတို့ဝေဖန်တယ်ဆိုလို့ရှိရင်လည်းဒါကိုမှအပြည့်ကြီးဖြစ်သွားပြီသူတို့ကောင်းကောင်းလို့ကိုယ်တော်လို့လားဆိုးတာလို့လားဆိုတာကိုယ်လည်းတိကျသိတာမဟုတ်ဟာအိမ်တွေဝယ်တယ်ကားတွေဝယ်တယ်နော်ပရိုက်တာအသင်းမလုပ်ခင်ဘာတွေရှိလို့လဲရွှေတွေရှိလို့လားနော်အိမ်ရှိလို့လားခြံရှိလို့လားနော်ကားရှိလို့လားဆိုပြီးတော့နော်ပြောကြတယ်တော့ဘာရှိအဓိကသူတို့လုပ်ပြီးလို့လဲအခုမြန်မာနိုင်ငံမှာလက်ရှိဒါဒုက္ခရောက်နေတဲ့ပြည်သူတွေလက်တလောလေးမှာပေါ့ဗျာဒါစင်ပြေသွားကြတဲ့လူတွေအများကြီးပဲသူတို့အရှိရနေပြီးတော့မရက်လို့လဲဒါကျောင်းမနေရတဲ့ကလေးတွေကျောင်းနေလာတဲ့ယောဂဖြစ်တဲ့လူတွေဆေးမကူနိုင်တဲ့လူတွေဆေးကူလာတဲ့ပြီးတော့နော်ငတ်ပြန်နေတဲ့လူတွေစားစရာတော့မရှိတောက်စရာမရှိနော်နေစရာမရှိတဲ့လူတွေအဆင်ပြေလာကြတယ်နော်သူတို့ကြောင့်ပဲအဆင်ပြေလာကြတယ်သူတို့တွေနော်လိုင်းမော်တင်ပြီးတယ်နော်လိုင်းမော်တင်ပြီးလို့ဒါပြည်သူတွေကတွေးတဲ့ခါကျတော့တနာပြီးတော့အလူလောက်ကြတယ်ဒါပေးကမ်းကြတယ်ဒါသူတို့လှူပေးကြတယ်နော်သူတို့ရှေ့ကနေပြီးတော့အဲ့လိုမျိုးလုပ်ပေးလို့ပဲဒါတချို့ဒီစင်းသူစင်းသားတွေဒါအဆင်ပြေသွားကြတာပေါ့နော်အဲ့တော့သူတို့မကောင်းတဲ့လို့သူတို့သွားလိုက်မယ်ဟုတ်တော့သူတို့ဒီပရိုက်တာဒီလူငွေတွေကသူတို့ဖြတ်စားကားပဲဝယ်အိမ်ပဲဝယ်ခြံပဲဝယ်ဘာပဲဝယ်ရွှေပဲလို့နော်သူတို့မကောင်းတာလို့သူတို့လည်းသူတို့သွားလိုက်မယ်အဓိကကိုကသူတို့လို့လုံးမနိုင်သေးရင်ဝေဖန်တဲ့ဘာဖြစ်တော့လူဆိုတာစိတ်ရှိတယ်ဗျလူတိုင်းမှာစိတ်ရှိတယ်နော်အဲ့တော့သူတို့ရဲ့နေရာမှာကိုခံစားဘူးမှသိလိမ့်မယ်သူနေရာမှာကိုဝင်ခံစားဘူးမှကိုသိလိမ့်မယ်နော်ကျွန်တော်တော့အဲ့တော့ပဲပြောချင်တယ်ပေါ့နော်ဒါကြီးမဝေဖန်ပါနဲ့ကိုမကြည့်ချင်ကြော်သွားလိုက်နော်အဲ့ဒါလေးကျွန်တော်ပြောချင်လို့ပါခင်ဗျကျေးဇူးများတင်ပါတယ်